မင်္ဂလာပါပြီးခဲ့တဲ့2025ပေါ့နော်မတ်လ28ရက်နေ့မှာကျွန်တော်တို့လှုပ်သွားတဲ့ဒီစကိုင်းငရင်ကြီးပေါ့နော်ဒီစကိုင်းငရင်ကြီးကိုတချို့ကတော့ဒါမင်းပြောင်းမင်းလွဲငရင်လို့ပြောကြတယ်ပေါ့နော်အဲ့တော့ဒီငရင်နဲ့ပတ်သက်ပြီးတော့ဒီဟောလေးကျွန်တော်ရှာကြည့်တာပေါ့ line ပေါ်မှာရှာကြည့်တော့လောကဟိတရှာသည်ဆိုတဲ့ကျမ်းပေါ့နော်ကျွန်တော်အဲ့ကျမ်းလေးကိုကျွန်တော်တွေ့တယ်ကျွန်တော်ဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်တော့သူကဘယ်လိုရေးလဲဆိုတော့တကြောင်တောက်ကြမြေလောက်ခါမူရာသာပြက်ပြောင်းပြည်တိန်ဆောင်၍အပေါင်းဘိုလ်လူအိုးတို့စုအံ့အဲ့တော့သူ့အဓိပ္ပာယ်ပေါ့နော်ဟိုတကြောင်တောက်ကြမြေလောက်ခါမူတောက်ကြနေမှာပေါ့နော်တောက်ကြနေကြီးမှာငင်းနေပါလေလုံမယ်ဆိုရင်သူရာသာပြက်ပြောင်းပြည်တိန်ဆောင်၍ရာသာဆိုတော့ဒါဘယင်ပေါ့နော်ဒီဘယင်နဲ့ပတ်သက်ပြီးတော့ဒီတိုင်းမျိုးအုပ်ချုပ်နေတဲ့လူပေါ့နော်လူနဲ့ပတ်သက်ပြီးတော့တခုခုဖြစ်နိုင်တယ်ပေါ့အပေါင်းဘိုလ်လူအိုးတို့စုအန်ဆိုတာဒီအပေါင်းဘိုလ်လူဆိုတာဒီတချို့ကတော့များထင်ကြတာပေါ့နော်ဒီစာသားနဲ့ပတ်သက်လို့ဟိုတပုံထတာတို့အဲ့လိုမျိုးပေါ့ဒီဘေးကနေရန်သူတွေဝိုင်းပြီးတိုက်တာတကယ်တော့အဲ့လိုမျိုးမဟုတ်ဘူးเนาะအပေါင်းဘိုလ်လူအိုးတို့စုအန်ဆိုတာ तू ကဒီကိုအတွင်းထဲပေါ့နော်ဒီတိုင်းမျိုးချုပ်တဲ့နေတဲ့သူအတွင်းစည်းတဲ့ပေါ့နော်ဟိုသူ့ရဲ့တပည့်တပန်းနေစစ်သားတွေစစ်တီတွေပေါ့နော်ဒီຢာတွေကပြန်ထကြွတာပေါ့နော်အချင်းချင်းပြန်ထကြတဲ့သဘောမျိုးအဲ့တော့ဒီစကိုင်းငရင်ကြီးကိုမင်းပြောင်းမင်းလွဲငရင်လို့ကျွန်တော်တို့သတ်မှတ်လို့ရနိုင်လားပေါ့နော်ငရင်တစ်ခုလောက်တာနဲ့မင်းပြောင်းမင်းလွဲဖြစ်ပါမလားပေါ့ဒါကနည်းနည်းတော့ယုတ်တိရောမရှိဘူးပေါ့နော်ငရင်လောက်တိုင်းကတော့မင်းပြောင်းမင်းလွဲတော့မဖြစ်ဘူးဒါပေမဲ့ဟိုငရင်တိုင်းကိုလည်းဒီမင်းပြောင်းမင်းလွဲငရင်လို့ကတော့ဘယ်သူမှတော့မခေါ်ကြဘူးပေါ့နော်အဲ့တော့မင်းပြောင်းမင်းလွဲဖြစ်နိုင်လားဆိုဒီလောက်ကြီးတဲ့ငရင်နေဆိုတော့သူကဖြစ်နိုင်ခြင်းရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ဟုတ်တယ်တချို့ဆရာတွေကလည်းဟောကြတယ်မင်းပြောင်းမင်းလွဲငရင်ဖြစ်တဲ့အကြောင်းပေါ့နော်ဟောကြတယ်အဲကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီငရင်နဲ့ပတ်သက်ပြီးတော့တကယ်လို့ဒီတိုင်းပြည်မှာကျွန်တော်မြန်မာနိုင်ငံကိုဘယ်လိုမျိုးအခြေအနေတွေရောက်သွားနိုင်လဲပေါ့နော်ဒီမြန်မာနိုင်ငံကိုလက်ရှိအုပ်ချုပ်နေကြတဲ့အဖွဲ့အစည်းတွေပေါ့နော်ဘယ်လိုအခြေအနေတွေရောက်သွားနိုင်လဲဆိုတော့ကျွန်တော်ရှာကြည့်တော့ကျွန်တော်ဆောင်းပါးတစ်ခုတွေ့တယ်ပေါ့နော်ဒီဆောင်းပါးလေးတော်လေးစိတ်ဝင်စားစရာကောင်းတယ်ဒီဆောင်းပါးထဲမှာဒီငရင်ရောက်ပေါ့နော်ဘာတွေဆက်ဖြစ်နိုင်တယ်ဘယ်လိုမျိုးဖြစ်သွားနိုင်တယ်ဘယ်လိုဒီလက်ရှိအုပ်ချုပ်နေတဲ့သူတွေပေါ့နော်ဘယ်လောက်ထိပြိုလဲသွားနိုင်တယ်ဆိုတာမျိုးဒီဆောင်းပါးလေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဆောင်းပါးလေးကိုကျွန်တော်ကြည့်ရအောင်မနော်ဆောင်းပါးလေးကသူကဒီမြန်မာနိုင်ငံငရင်လှုပ်သွားတဲ့အတွက်မြန်မာနိုင်ငံရဲ့ပျက်စီးဆုံးရှုံးမှုပေါ့နော်ပျက်စီးဆုံးရှုံးမှုကသူကဘယ်လောက်ရှိမလဲဆိုရင်မြန်မာနိုင်ငံ GDP ရဲ့ဟို80%ပေါ့နော်80%ဆိုတော့တော်တော်များတယ်ပြောမှာပေါ့နော်အဲ့တော့80%ဆုံးရှုံးတယ်အဲ့တော့ဒီမြန်မာနိုင်ငံ GDP ကသူက100%ဆိုရင်သူကဒေါ်လာက66ဘီလီယံပေါ့နော်အဲ66ဘီလီယံဒေါ်လာပေါ့ဒါမြန်မာနိုင်ငံရဲ့ GDP ပေါ့နော်အဲ့တော့ဟို80%ဆုံးရှုံးတယ်ဆိုတော့ကျတော့ဒီငရင်ကြီးကနေကျွန်တော်တို့ဆုံးရှုံးလိုက်တာကဒေါ်လာ44ဘီလီယံပေါ့နော်ဒေါ်လာ44ဘီလီယံရှိမယ်အဲ့တော့ပုံမှန်အနေထားမှာသူကဒီကုန်ကျစရိတ်ပေါ့နော်ဒါကိုယ့်ရဲ့ဒီနိုင်ငံရဲ့ဝင်ငွေက66ဘီလီယံကုန်ကျစရိတ်ကဘယ်လောက်ရှိမလဲဆိုတော့ဒီလူလူစားသုံးမှုပေါ့နော်ဒီလူလူရဲ့တိုင်းပြည်ရဲ့လူလူပြန်ပြီးထွက်ငွေပေါ့ထွက်ငွေသဘောမျိုးပေါ့နော်အဲ့ဒါကဘီလီယံ50ပြီးတော့ဒီလုပ်ငန်းကြီးတွေပေါ့နော်လုပ်ငန်းကြီးတွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေရင်းနှီးမြှုပ်နှံမှုကဘီလီယံ15ဘီလီယံပေါ့နော်အဲ့တော့ဘီလီယံ50ရဲ့15ဘီလီယံရဲ့ပေါင်းတော့ရင်55ဘီလီယံကျသွားပြီsorry 65ဘီလီယံကျသွားပြီပေါ့နော်အဲ့တော့ဟိုမြန်မာနိုင်ငံရဲ့ဝင်ငွေက66ဘီလီယံအဲ့တော့အခုထွက်ငွေကပုံမှန်အတိုင်းဆိုရင်65ဘီလီယံဖြစ်နေရပေါ့နော်အဲ့တော့ဟိုအစိုးရအသုံးစရိတ်ပေါ့နော်အစိုးရအသုံးစရိတ်ကသူ1ဘီလီယံပဲကျန်တော့မယ်ဆိုတဲ့သဘောမျိုးအဲ့တော့
အစင်မပြေဘူးပေါ့နော်ဒီအစိုးရလုပ်ငန်းတွေလဲပတ်နိုင်မှုဒီလက်ရှိအုပ်ချုပ်နေတဲ့ဒီစစ်တပ်ရဲ့ရန်တရားတွေပေါ့နော်လဲပတ်နိုင်ဖို့ဆိုတာကအနည်းဆုံးလိုရင်သူကတစ်နှစ်ကို8ဘီလီယံလိုမှာပေါ့နော်အခုတကယ်ဒီဆုံးရှုံးမှုအတွက်ပေါ့နော်ကျွန်တော်တို့ဒီငရင်ကြောင့်ဆုံးရှုံးမှုအတွက်သူတို့ကြံမဲ့ဟာကဝင်ငွေကပြောရရင်တော့မရှိတော့ဘူးပေါ့နော်ဒီတိုင်းပြည်ကလူလူရဲ့စားသုံးမှုပြောရရင်တော့လူလူရဲ့ထွက်ငွေပြီးတော့ဒီလုပ်ငန်းကြီးရဲ့ရင်းနှီးဒါတွေပေါင်းလိုက်လို့ရင်ဒီမြန်မာနိုင်ငံရဲ့ဝင်ငွေကိုပြန်ပြီးတော့မှီသွားတယ်ပြောရင်တော့ဒီအချိုးကျသွားတယ်ပေါ့နော်အချိုးကျသွားတဲ့အတွက်ဒီအစိုးရအတွက်လက်ရှိအုပ်ချုပ်နေတဲ့သူတွေအတွက်ပေါ့နော်အစိုးရတော့မဟုတ်ဘူးပေါ့အဲ့တော့လက်ရှိအုပ်ချုပ်နေတဲ့လူတွေအတွက်အသုံးစိတ်မကျန်တော့ဘူးသူတို့ရန်တရားတွေလဲဖို့အတွက်အသုံးစိတ်ကမကျန်တော့1ဘီလီယံပေါ့နော်1ဘီလီယံပဲကျန်မယ်အဲ့တော့သူတို့ဘာဆက်လုပ်နိုင်မလဲပေါ့နော်သူတို့ဒီဆက်ပြီးအုပ်ချုပ်နိုင်မှုအတွက်ဘာတွေဆက်လုပ်နိုင်မလဲအဲ့တော့ဒီဆောင်းပါးမှာသူတုံးတက်ထားတာကတော့ဒီလူလူဝန်ဆောင်မှုပေါ့နော်လူလူဝန်ဆောင်မှုတွေဖြစ်တဲ့ဒီလျှက်စစ်စွမ်းအင်ကဏ္ဍပေါ့နော်ဒီလျှက်စစ်စွမ်းအင်ကဏ္ဍကိုသူတို့လျှက်စစ်ထုတ်တာရှော့ချလိုက်မှာပေါ့နော်အရင်မီးတရက်ကို9နိုင်လောက်ပေးတယ်ဆိုရင်အခုတရက်ကို1နိုင်လောက်ပဲပေးတော့မယ်ပေါ့အဲ့တော့မီးကိုရှော့ချလိုက်အမှန်တော့သူတို့မပေးနိုင်တော့လို့မဟုတ်တက်မပေးတော့တာပိုက်ဆံကုန်ပါဆိုလို့ပေါ့နော်ဒီလျှက်စစ်ကလည်းသူတို့ဒါကုမ္ပဏီတွေကိုဒါပိုက်ဆံခြေပြီးတော့မှသူတို့ဝယ်ထားတာပေါ့နော်ဝယ်ပြီးတော့ပြည်သူတွေကိုပြန်ချပေးတဲ့သဘောမျိုးအဲ့တော့ဒီကုမ္ပဏီတွေကိုသူတို့ပိုက်ဆံမခြေတော့ဘူးအရင်တရက်ကို9နိုင်လောက်ပေးမယ်ဆိုအခုတရက်ကို1နာရီပဲပေးတော့မှာပေါ့နော်အဲ့တော့ဈေးနှုန်းကိုလည်းသူဆွဲတင်ပြမှာပေါ့နော်ဒီလျှက်စစ်နဲ့ပတ်သက်တဲ့ဈေးနှုန်းကိုဆွဲတင်ပြမှာအဲ့တခုရှိမယ်ပြီးတော့ဒီပညာရေးပေါ့နော်ပညာရေးအသုံးစိတ်တွေသူရှော့ချပြင်မယ်ဘာလို့ဆိုဒီပညာရေးအသုံးစိတ်တွေကသူတို့အတွက်ဝင်ငွေမရှိဘူးပေါ့နော်ဝင်ငွေပြန်မရတဲ့အသုံးစိတ်တွေပေါ့နော်ဒါတွေကအဲ့တော့ပညာရေးနဲ့ပတ်သက်တာရှော့ချမယ်ပြီးတော့ဘာတွေရှိမလဲအောင်မလဲဆိုတော့ဒီစားသုံးစီတွေပေါ့နော်73စီတွေဒီအခွန်များများကောက်ပြီးတော့သူဈေးတွေမြင့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒီကုန်စည်နှုန်းတွေတက်မယ်ပြောချင်တာကဗျာဒီသူတို့အုပ်စုပေါ့နော်ဒီတည်မြဲဖို့အတွက်ကိုဒီလူလူကိုပြီးတော့ပြန်ပြီးတော့ညှက်မဲ့သဘောမျိုးပေါ့နော်လူလူစီကနေပြီးတော့မရမကပြန်ပြီးတော့ညှက်ထုတ်မဲ့သဘောမျိုးအဲ့တော့ဘလောက်ပဲညှက်ထုတ်မယ်ပြောမလုံလောက်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဒီဆောင်းပါးမှာလောတယ်တော့တုံးတက်တာပေါ့နော်မလုံလောက်နိုင်ဘူးဒီငရင်ကြောင့်ဒီနေ့အပိုင်းခြားတစ်ခုလောက်မှာဒီငရင်ရဲ့နောက်ဆက်တွဲကိုကျွန်တော်တို့မြင်ရတော့မှာပေါ့နော်မြင်ရတော့မှာဒါပေမဲ့ဒီကာလအတွင်းမှာတော့သူတို့ရုံးမှသလောက်သူတို့လုံးနိုင်သလောက်တော့လုံးအောင်မယ်ညှစ်ထုတ်နိုင်သလောက်တော့ညှစ်ထုတ်အောင်မယ်ပေါ့နော်လူထုစီကနေပေါ့နော်ဒီကာလအတွင်းမှာအဲ့တော့လက်ရှိဒါဆောင်းပါတော့ဒီတိုင်းလေးသုံးသပ်ထားတယ်အားလုံးပဲကျေးဇူးတင်ပါဗျာ